AI နဲ့ပိတ်ဆက်စားဖို့ lesson 5ကနေကြိုဆိုပါရစေမိတ်ဆွေတို့ AI နဲ့လုပ်ပြီးပိတ်ဆက်စားမယ်ဆိုရင်ဒီချာလေး idea တွေကိုစဉ်းစားတတ်ဖို့လိုပါတယ်အခုကတော့ idea မရှိသေးရင်တခြား lesson တွေကိုလည်းလေ့လာရင်းနဲ့ပဲ idea ထွက်လာလိမ့်မယ်နော် lesson 5မှာအသုံးပြုမဲ့ AI များကတော့ပို့သားဖို့တွေချစ်ကြည့်ပြီးသည်ပုံထုတ်ဖို့တွေပြေလူမဲ့ AI ဗီဒီယိုလုပ်ဖို့တွေ Bidu AI ဗီဒီယို editor လုပ်ဖို့တွေကတ်ဘလို့တေးစစ်လို့ဆောက်တော့မလဲဆိုတာကိုတေးစိတ်ကစားပြောပြပေးပါမယ်ကျွန်တော်လည်းတိုက်နိုင်သလားမိတ်ဆွေတို့ကို AI နဲ့ငွေစာနီးလိုက်တွေကိုစာပြီးတေးပေးထားမှာမို့ channel လေးကို like လေးနှိပ်ပြီး subscribe လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ဘလို့ဗီဒီယိုတွေကို AI နဲ့လုပ်နည်းတွေကိုသိချင်လဲဆိုတာကို comment မှာပြောပြပေးထားလို့ရပါတယ်ကျွန်တော်ပေးထားတဲ့ comment မှာ website လေးကိုဝယ်လိုက်ပါနော်အစီပိုက်ကို copy ယူရနှိပ်ပါမယ်ဒီရဲ့ HTTP တာကိုဝယ်ပါမယ် HTTP မရှိသေးရင် Play Store မှာဒါလိုက်နော်စာရေးတဲ့နေရာကိုနှိပ်ပြီးတော့သူ့ကိုကျွန်တော်တို့ပို့လိုက်ပါမယ်ဒီလိုဆိုရင်သူစာဖိုင်တိပေးနေပါပြီပုံငါခုစာရလာခဲ့ပါပြီဒီလိုဆိုရင်တဲ့ကနေကျွန်တော်တို့ပုံထုတ်ပြပါမယ်โอเคဒီစာကို copy ယူထားလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဓာတ်ပုံထုတ်ဖို့တွေခလုတ်တဲ့ကိုဝယ်လိုက်ပါမယ်စာတဲ့နေရာကိုနှိပ်ပြီးတော့ PICLUNENCON ဆိုပြီးတော့ကျွန်တော်တို့ရိုက်စာလိုက်ပါမယ်ပလီစာသားလေးကိုနှိပ်ပြလိုက်နော်ပြီးရင်ဒီနေရာရောက်ရင်ကျွန်တော်တို့ Google နဲ့ချိန်ရမှာပဲဖြစ်ပါတယ် Google ကိုနှိပ်ပြီး Gmail နဲ့ချိန်ပေးလိုက်နော်ပြီးရင်ကျွန်တော်တို့ခက်တဲ့ပုံစံကိုတစ်ချိန်လိုက်လိုက်ပါမယ်ပုံစံကို96ပဲယူရမှာဖြစ်ပါတယ်ပြီးရင်ခုနကခုရတဲ့စာကိုဒီနေရာမှာထည့်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ပုံစမ်းထုတ်ကြည့်ပါမယ်နော်ပြီးရင်ကျွန်တော်တို့ခဏလောက်ဆောင်းလိုက်ရအောင်โอเคဒီမှာဆိုရင်ကျွန်တော်တို့ရုပ်ပုံရလာပါပြီဒီပုံကိုဖြီးပြီးတော့ကျွန်တော်တို့ download ing ကိုနှိပ်လိုက်ပါမယ်နံပါတ်2ပုံကိုလည်းကျွန်တော်တို့စမ်းထုတ်ကြည့်လိုက်အောင်နံပါတ်2ကိုကူးပါမယ် copy ယူပါမယ်ပြီးရင်ကျွန်တော်တို့ခလုတ်တဲ့ကိုပြောင်းဝဲပြီးတော့စာရေးတဲ့နေရာကိုထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ပုံထုတ်ကြည့်ပါမယ်ဒီမှာဆိုရင်သူစာထုတ်ပေးနေပါပြီကျွန်တော်ခဏလောက်စောင့်လိုက်မယ်โอเคဒီပုံကိုလည်းကျွန်တော်တို့ဖြီးပြီးတော့ကျွန်တော်တို့ဒေါင်းလိုက်ပါမယ်နောက်တစ်ပုံကိုထုတ်ကြည့်လိုက်ရအောင်နံပါတ်3โอเคဒီစာကို copy ယူပါမယ်ပြီးရင်ကျွန်တော်တို့ခလုတ်တဲ့ကိုပြန်ဝဲပြီးတော့စာရေးတဲ့နေရာကိုနှိပ်ပြီးတော့ကျွန်တော်တို့ပုံထုတ်ကြည့်ပါမယ်ပြီးရင်နားလာဆောက်လိုက်မယ်ဒီပုံကိုလည်းကျွန်တော်တို့ဖြီးပြီးတော့ထောက်လိုက်ပါမယ်နောက်တစ်ပုံကိုထုတ်ပါမယ် copy ဒီစာကို copy ယူပါမယ်ပြီးရင်ခလုတ်ထဲကိုဝယ်လိုက်ပါမယ်ပြီးရင်စာရေးတဲ့နေရာကိုနှိပ်ပြီးတော့ကျွန်တော်တို့ပုံထုတ်ကြည့်ပါမယ်ပြီးရင်ကျွန်တော်တို့ခဏလောက်ဆောက်လိုက်ပါမယ်ဒီပုံကိုလည်းကျွန်တော်တို့ထောက်ထားလိုက်ပါမယ်ပုတ်ကိုကျွန်တော်ထုတ်ကြည့်လိုက်ရအောင်နောက်ဆုံးပုတ်ကို copy ယူရမယ်ပြီးရင်ကျွန်တော်ခလုတ်တဲ့ကိုပြောင်းဝဲမယ်ပြီးရင်အဟောင်းတွေကိုဖြည့်ပြီးတော့အသေးထည့်လိုက်နော်နောက်ဆုံးပုတ်ကိုနောက်ဆောက်လိုက်ရအောင်ဒီပုတ်ကိုလည်းဖြည့်ပြီးတော့ကျွန်တော်တို့ထောက်လိုက်ပါမယ်လို့ဆိုရင် file manager တဲ့ကိုရောက်သွားပါလိမ့်မယ်ပုံကနေဗီဒီယိုလုပ်ဖို့စေကိုသွားလိုက်ရအောင်နော်ပုံကနေဗီဒီယိုလုပ်ဖို့တွေခလုတ်တဲ့ကိုဝယ်လိုက်ပါမယ်ဒါတဲ့နေရာကိုနှိပ်ပြီးတော့ winducon.com လို့ရိုက်စားလိုက်ပါမယ်အောက်မှာစီတဲ့ TRY စာလေးကိုတစ်ချိန်နှိပ်လိုက်ပါမယ် TRY စာကိုပဲထည့်နေလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ Google ကိုနှိပ်ပြီး Gmail နဲ့ချိန်ပေးလိုက်နော် ing ဗီဒီယိုကိုတစ်ချိန်နှိပ်လိုက်ပါမယ်ပြီးရင်ဒီနေရာမှာပုံကိုထည့်လိုက်ပါမယ်ပြီးရင်တော့ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ ChatGPT တဲ့ကိုပြန်ဝယ်လိုက်ရအောင်
ပေါ်ကမြင်းနဲ့ကြောက်ကိုနေပြီးတော့ကျွန်တော်တို့ရေကထုတ်ထားတဲ့ပုံကိုပဲဗီဒီယိုပြန်လုပ်ပါမယ်။ဒီဟာကိုဖိထားလိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့ဒီစာကိုပြန်ကူးလိုက်ပါမယ်။ဒီစာကို copy ယူပြီးတော့ကျွန်တော်တို့ cloud ကိုပြန်ဝယ်လိုက်ပါမယ်။ပြီးရင်စာရေးတဲ့နေရာကိုကျွန်တော်ပန်းချလိုက်ပါမယ်။ကျွန်တော်တို့ဗီဒီယိုဆက်ထုတ်ကြည့်လိုက်ရအောင်ဒီလိုဆိုရင်ကျွန်တော်တို့ဆက်ထုတ်ပေးနေပါပြီကျွန်တော်တို့စောင်းရင်းနဲ့ကျွန်တော်နောက်တစ်ပုဒ်တွေလည်းထုတ်ထားလိုက်ရအောင်နံပါတ်1ပုဒ်ကိုကျွန်တော်တို့ထုတ်ပါမယ်ပြီးရင်တော့ကိုနှိပ်ပါမယ်ပြီးရင်ချီချီပီတဲ့ကိုဝေပြီးတော့စာကို copy ယူပါမယ် copy ယူပြီးရင်ကျွန်တော် cloud ထဲကိုပြန်ဝယ်လိုက်ပါမယ်ပြီးရင်အဟောင်းကိုဖြည့်ပြီးတော့ကျွန်တော်အသေးကိုထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဗီဒီယိုထိုးထားလိုက်ပါမယ်နံပါတ်3ပုဒ်ကိုလည်းထုတ်ကြည့်လိုက်ရအောင်ပြီးကြည့်တီဗီတဲ့ကိုပြောင်းဝယ်မယ်ပြီးရင်စောက်ကူးမယ်ပုဒ်ကိုနံပါတ်3ပုဒ်ကိုပြောင်းလိုက်ပါမယ်ပြီးရင်တော့ကိုနေလိုက်ပါမယ်ပြီးရင်ရေးစာကိုဖြည့်ပြီးတော့အသေးကိုထည့်လိုက်ပါမယ်ပြီးရင်ဗီဒီယိုဆက်ထုတ်ကြည့်ပါမယ်နံပါတ်4ပုဒ်ကိုလည်းထုတ်ထားလိုက်ပါမယ်နံပါတ်4ကိုကူးမယ် HPD တဲ့ကိုပြောင်းဝယ်မယ် copy ယူမယ်ပြီးရင်ကျွန်တော်တို့ cloud ထဲကိုပြောင်းဝယ်ပြီးတော့ပုဒ်ကိုနံပါတ်4ပုဒ်ကိုထည့်မယ်ပြီးရင်အဟောင်းကိုဖြည့်ပြီးအသေးကိုထည့်မယ်ပြီးရင်ကျွန်တော်တို့ဗီဒီယိုထုတ်ထားလိုက်ပါမယ်နောက်ဆုံးဗီဒီယိုလည်းထုတ်လိုက်ရအောင်ဒီစာကို copy ယူမယ်ပြီးရင် cloud ထဲကိုပြောင်းဝယ်မယ်ပြီးရင်အဟောင်းကိုပုံဟောင်းကိုဖြည့်ပြီးအသေးကိုထပ်မယ်ပြီးရင်အရေးစာကိုဖြည့်လိုက်ပါမယ်ပြီးရင်ထပ်မယ်ပြီးရင်ဗီဒီယိုထုတ်ထားလိုက်ပါမယ်ဗီဒီယိုတောက်ဖို့အတွက်ကျွန်တော်တို့ဗီဒီယိုကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်ချောင်းငလေးပူဇာကိုနှိပ်လိုက်ပါမယ်ဒီလိုဆိုရင်ကျွန်တော်တို့ file manager တဲ့ကိုရောက်သွားပါလိမ့်မယ်နံပါတ်1ပုဒ်ကိုတောင်းမယ်ချောင်းငလေးကိုနှိပ်မယ်နံပါတ်3ကိုလည်းတောင်းမယ်ချောင်းငလေးကိုနှိပ်မယ်ပြီးနံပါတ်4ကိုလည်းကျွန်တော်တို့တောင်းမယ်ပြီးကျွန်တော်တို့တောင်းလုံးကိုနှိပ်မယ်နောက်ဆုံးဗီဒီယိုကိုလည်းနှိပ်မယ်ပြီးရင်တောင်းချောင်းငလေးကိုနှိပ်မယ်ဗီဒီယို editor လုပ်ဖို့ဆင်သွားလိုက်ရအောင်နော်ဗီဒီယို editor လုပ်ဖို့တွေကက်ကက်ကိုရွေးထားပါတယ်ကက်ကက်ကလောက်ရတာလွယ်လို့ပါဒီကက်ကက်တဲ့ကိုဝေလိုက်ပါမယ်ပြီးရင် editor ကိုနှိပ်လိုက်မယ်ပြီးရင် new project ကိုနှိပ်လိုက်မယ်ခုနကကျွန်တော်ထုတ်ထားတဲ့တဲကနေ9ကိုရွေးလိုက်ပါမယ်ပြီးရင် ADT ကိုထပ်နှိပ်ပါမယ်နောက်ကိုနှိပ်ပြီးတော့ကျွန်တော်မူဆေးကိုထည့်ပါမယ်ကျွန်တော်မိတ်ဆွေများကကိုကြိုက်တဲ့ဟာလေးကိုထည့်ပါတော့ကျွန်တော်ကနမူနာပြပေးတာဖြစ်တာကြောင့်မို့ဒီလိုထည့်ပေးရတာပါဒီတိုင်းပဲကျွန်တော်ထည့်လိုက်ပါမယ်အပန်းဒီနေရာမှာလည်းကျွန်တော်ထည့်လိုက်ပါမယ်နောက်ကိုနှိပ်မယ်ပြီးရင်ဒီနောက်ဆုံးပါကိုဖြည့်လိုက်ပါမယ်ပြီးရင် audio ကိုနှိပ်မယ်တောင်းကိုနှိပ်မယ်ပြီးရင် file manager ကိုနှိပ်မယ် PHD audio for video ကိုနှိပ်လိုက်ပါမယ်ဗီဒီယိုကနေတစ်ချက်ထုတ်ဖို့ဖြစ်တာကြောင့်မို့ပါကျွန်တော်ကနမူနာပြပေးတာပါဒီနားက logo ကိုဖြစ်မယ်တက်ကိုနှိပ်မယ် ADT တက်ကိုထပ်နှိပ်မယ်ကျွန်တော်ကတော့ by 0လို့ပဲကျွန်တော်ပေးလိုက်ပါမယ်အလုံးလားလေကပို့ကြိုက်တဲ့ခါလေးနဲ့လုပ်ယူနော်။ဒါနည်းကတော့ကျွန်တော်တို့မပြောတော့ပါဘူး။ဖောက်ကိုကိုရွေးယူပါနော်။ကျွန်တော်ကတော့နမူနာပြပေးတာဖြစ်တာကြောင့်မို့ဒီတိုင်းပဲထားလိုက်ပါမယ်။ဖောက်လာကိုလေမိုရောပဲထားလိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့အမတ်ကိုနှိပ်လိုက်ပါမယ်။ဒီလိုဆိုရင်ကျွန်တော်ချိန်သိမ်းမကိုတော့ပါဘူး။ပြီးရင်ဒီစာကိုကျွန်တော်တို့ဖြားစုပ်ကိုဆွဲလိုက်ပါမယ်။ကျွန်တော်မိတ်ဆွေများကစစ်ပြတယ်လို့လိုက်ချိန်ယူလိုက်အောင်နော်โอเคပြီးရင်ကျွန်တော်တို့က HP ထုတ်လို့ရပြီနော်မထုတ်ခင်မှာကျွန်တော်တို့ကဒီဟာကိုယူရပါမယ်180p ထားမယ်60 fps ထားမယ်ပြီးရင် HP ထုတ်လို့ရပါပြီနော်
ဒီဗီဒီယိုလက်စီဖိုင်မှာလည်းနားမလည်တာစီပြောပြပေးထားပါအောင်နော်နောက်ဗီဒီယိုမှာလည်း AI နဲ့ငွေစာနည်းတွေကိုတင်ပေးထားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လေးလုပ်ပြီး notification လေးလည်းနှိပ်ထားပြီးဒီလိုမှနောက်ဗီဒီယိုအသေးတွေကိုဥဆုံးသိရှိရမှာပါဒီပေးတဲ့တယောက်ချင်းစီတိုင်းကိုထူးပဲကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံမှာလည်းအမြန်ဆုံးအေးချမ်းပါစေ